မင်္ဂလာပါဒီညီမလေးကသူ့ comment လေး reply မပြန်ဘူးဆိုပြီးပြောထားလေးပြန်မှတ်ထားပါဘောเนาะတကယ်တော့ဒီ comment လေးဆိုရင်တော့အမတွေ့ရပေါ့เนาะဒါပေမဲ့အမကကြတော့ပြောကို sharing လုပ်တဲ့ဟာလေးတွေကကိုတကယ်ကြုံတွေ့ပြီးတော့ကိုရိုင်းလည်းနားလည်ထားတဲ့အရာလေးကိုပဲ sharing လုပ်ပေးရပေါ့เนาะဒီဥစ္စာကြတော့ဒီအမအနေနဲ့တေချာမသိတဲ့အပိုင်းလေးလည်းပါတဲ့အတွက်ကြောင့်မလို့အမ reply မပြန်ဖြစ်တာဆိုတာအခုမှပြန်ပြောပြပေးရပေါ့เนาะအဲ့တော့ဒီညီမလေးမိတာဝဲရပြီးတာပေါ့เนาะlanguage နဲ့လာပြီးတော့1 year တက်မယ် master join ကျင်တာပေါ့เนาะလွယ်ပြီးတော့ကြတော့ major လေးအဆင်ပြေတယ်ဘွဲရပြီးလို့ရှိရင်လည်းအလောက်ကန်အခွင့်အလမ်းလေးတွေညွှန်းပေးပါလို့ပြောထားတဲ့ဟာပေါ့เนาะအဲ့လိုမျိုးလေးပြောထားပါပေါ့เนาะအခုညီမလေးကဟယန်းဆိုးမှတက်မှာဆိုတော့မတက်ရသေးဘူးပေါ့เนาะအဲ့တော့မတက်ရသေးဘူးဖြစ်မှာပေါ့เนาะအဲ့တော့အမအနေနဲ့ဒီဟာလေးကို reply ပြန်ပေးရမယ်ဆိုလို့ရှိရင်ဒီညီမလေးကဒီ language နဲ့လာပြီးတော့တစ်နှစ်တက်အောင်မှာဆိုဒီຢားထဲမှာကအများကြီးပဲကိုလေ့လာနိုင်ကိုရီးယားကိုရောက်ပြီးမှတကယ်လက်တွေ့လေးလာတာနဲ့မြန်မာပြည်မှာနေပြီးတော့ sharing လုပ်တဲ့ဟာတွေလိုက်ပြီးလေးလာတာနဲ့ကွာခြားချက်တွေအများကြီးရှိရပေါ့နော်ဥမာထားပါတော့ကိုကဒီအကြောင်းကိုတက်ရှင်တယ်ကောင်းမကောင်းဆိုတော့ဥစားတွေကကြတော့ဒီမြန်မာပြည်ရဆိုရင်အဲ့အကြောင်းမှာဘယ်သူတက်နေမှန်းလည်းမသိဘူးဘယ်မေဂျာတွေတက်နေမှန်းလည်းမသိဘူးကိုသိကျင်တယ်ကိုတက်ချင်တယ်မေဂျာကလည်းsorry ပါဘယ်အကြောင်းမှရှိမှန်းမသိဘူးစသဖြင့်ပေါ့နော်မသိတဲ့အချက်တွေအများကြီးပြောချင်တာကကြတော့ဒီတစ်နှစ်လောက်ကိုရီးယားကိုလာပြီးတော့ language နဲ့တက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီဟာရဲ့အကြောင်းအရာတွေကိုရီးယားမှာရှိရဲ့အကြောင်းတွေရဲ့အကြောင်းအရာတွေဘာတွေကိုတော်တော်များများသိလာပြီပေါ့နော်အဲ့ချိန်ကျမှကိုရိုင်းလိုက်ပြီးတော့ကြတော့စုံစမ်းတာကပို့ပြီးတော့ညီမလေးတို့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်နောက်ပြောကြတော့ဘွဲရပြီးရဲ့အခါမှာဒီအလုံးအခွင့်အရေးပုံများတဲ့ဟာဆိုတဲ့ဟာကတော့အမအဲ့ဟာအတွက်ကတော့တိတ်ပြီးတော့sharing မလုပ်ပေးနိုင်နေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမကိုယ်တိုင်လည်းဘွဲမရသေးဘူးအခုမှလက်ရှိတက်နေသေးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တခြား sharing လုပ်တဲ့ဟာတွေရောသိပေမဲ့ဒါတယောက်နဲ့တယောက်ကကွာခြားနိုင်ခြင်းတွေအများကြီးရှိရဲ့အဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတော့အမမသိဘူးပေါ့နော်ဒါပေမဲ့ခုနကညီမလေးပြောတဲ့အထက်မှာဆိုရင်ညီမလေးတို့က chance အများဆုံးရှိတာကတစ်နှစ် language တက်မယ်ဆိုလို့ရှိရင်အဲ့တော့တွင်မှာအကြောင်းကောင်းတဲ့ဟာတွေအများကြီးတွေ့လာနိုင်တယ်မေဂျာကောင်းတာတွေအများကြီးတွေ့လာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာအတွက်ကိုလောလောဆယ်မစင်စားသေးဘဲနဲ့အခု language အတွက်ကိုပဲတေချာကြောင်းတေချာရွေးပေါ့နော်ရွေးပြီးတော့ဒါရွေးလဲရွေးပြီးသားနေမှာပေါ့နော်ရွေးပြီးသားဆိုလို့ရှိရင်လဲtopic များကိုရနိုင်တာလောက်ပေါ့နော်အနည်းဆုံးအောက်ထစ် level 3လောက်တော့ရအောင်လုပ်ပြီးတော့ကြတော့လာတက်ပြီးတော့မှဒီမှာကိုကမျက်စိပွင့်နားပွင့်ဖြစ်တဲ့အချိန်မှာကိုနဲ့အကိုက်ညီဆုံးကိုနဲ့အသင့်တော်ဆုံးဟာလေးရွေးတာကပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်စီစဉ်များကြီးတင်ပါတယ်ညီမလေးဖြည့်ပေးလိုက်ပြီနော်